မင်္ဂလာပါမ မင်္ဂလာပါ ဟုတ်စပင်ကောက်မယ်နော် ဟုတ်တယ် စပင်ကောက်မယ်ဒါတော့ဓပရောင်းချထားတာဘလောက်ကြာ မဟိုဟာဖြစ်သွားပြီတစ်လကျော် အလားလာတော့ကြာသွားပြီနော်ပြီးကြလို့ရှိရင်ဒီအဖျားမှလည်းကျွန်တော်ကောက်သားလေးရှိသေးတယ်အောက်ပိုင်းကကျတော့ဆန်သားအားမရှိတော့တဲ့ကြောင့်ညီမညှက်တော့ညှက်လိုက်မယ်နော်အတူကောက်အောင်မှနည်းနည်းလူငယ်ဆန်မဲ့ပုံစံမျိုးလေးကောက်ပေးလိုက်မယ်ပြီးတော့စပင်ပါတာဖြစ်တဲ့ကြောင့်နည်းနည်းအုံထူရမယ့်ပုံစံလေးပေါ့နော်အဲ့တော့ကာလာအရင်မစိုးဆိုပေမဲ့ဒါပေမဲ့ပြောင်းလဲမှုတစ်ခုတော့ရှိမယ်ပေါ့နော်အဲ့ဒါဘယ်လိုပြောင်းလဲသွားမလဲဆိုတာပြီးမှတော့တစ်ချက်လိုက်ကြည့်လိုက်နော်တက်တာ